င်္ဂလာပါ။ Messenger သားပေးနေတိုင်းတင်ဆက်တဲ့သတင်းစီစဉ်မှကြိုဆိုပါရစေ။ဒီတစ်ပတ်မှာတော့ Mnet ကအဆင်ပြေအောင်ကူညီဖြည့်ရှင်းပေးနိုင်ခဲ့တဲ့အကြောင်းအရာများတွေမှာတစ်ခုကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင့်။နိုင်ငံကစိတ်ရုပ်တစ်ခုမှာအလုံးလုံးကင်နေတဲ့ကိုအောင်ဆိုတဲ့လူငယ်တဦးဟာသူနေထိုင်တဲ့အိမ်တန်းမှာအိမ်ရှင်နဲ့စာချုပ်ကိစ္စအခွန်အခကိစ္စတွေမှာဘာသာစကားအခက်ခဲကြောင့်ညှိနှိုင်းပြောဆိုရခက်ခဲပြီးအလွန်အမင်းစိတ်ပူပန်နေရတဲ့အခြေအနေတစ်ခုကိုတွေ့ခဲ့ရပါတယ်။သူကဘယ်ကိုဆက်သွယ်ရမှန်းမသိဘသူ့ကိုတိုင်ပင်ကူညီတောင်းရမှန်းမသိနဲ့စိတ်သက်ကြပြီးလက်ရှိလောက်ကင်နေတဲ့အလုပ်ပါထပ်လိုက်ဖို့အထိစဉ်းစားခဲ့ရတာဖြစ်ပါတယ်ရှင်။ဒီလိုခက်ခဲတွေနဲ့ကြုံတွေ့နေခဲ့ရတဲ့အချိန်မှာသူ့ဖုန်းထဲမှာရှိတဲ့ Mnet application ကိုသတိရပြီး Mnet ရဲ့ help request ကနေသူ့ရဲ့အခက်အခဲကိုသေးစိတ်ဖော်ပြပြီးကူညီတောင်းခဲ့ပါတယ်။ Mnet အဖွဲ့ဟာသူ့ရဲ့အခက်အခဲတွေကိုသိရှိတာနဲ့တပြိုင်နက်ဘာသာစကားပိုင်းဆိုင်ရာနားလည်မှုလွဲတာတွေကိုစနစ်တကျပြန်လည်ရှင်းပြပေးတာတွေဥပဒေလုံထုံးလုံနည်းတွေရသူရတဲ့အခွင့်အရေးတွေကိုသိရှိအောင်ရှင်းပြပြောပြပေးခြင်းနဲ့အင်ရှင်နဲ့ပြည်လည်အောင်ညှိနှိုင်းပေးနိုင်တဲ့နည်းလမ်းတွေကိုအသေးစိတ်ကူညီပံ့ပိုးပေးခဲ့ပါတယ်။နောက်တစ်ရက်အတွင်းမှာပဲသူဟာကြုံတွေ့နေရတဲ့အခက်အခဲတွေကနေလွတ်မြောက်သွားပါတယ်။သူကိုယ်တိုင်ပြောပြတာကတော့Mnetရဲ့အကူအညီသာမရခဲ့ရင်ကျွန်တော်လုံးပြုတ်သွားပြီးဒုက္ခရောက်တော့မှာပါလို့ပြောပါတယ်။အခုတော့အရာအားလုံးဆင်ပြေသွားပါပြီ။ Mnet အနေနဲ့လည်းထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့လိုအပ်ချက်တွေကိုပြည့်ပြည့်ဝဝကူညီနိုင်ဖို့အမြဲကြိုးစားနေပါတယ်။ပြရတဲ့မြန်မာနိုင်ငံသားတွေရဲ့လိုအပ်ချက်တွေအားလုံးကို Mnet မှာကူညီပေးဖို့အမြဲဆင်သင့်ရှိနေပါတယ်လို့ပြောကြရင်နောက်တစ်ပတ်မှာလည်းMnetကဘယ်လိုသတင်းတွေနဲ့တင်ဆက်ပေးအောင်လဲဆိုတာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ရင်ဒီတစ်ပတ်သတင်းစီစဉ်မှာရင်နာခွင့်ပြုပါရှင်။အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ Mnet, your social partner.